ငိမ့်မြတ်သူကိုသမီးအဖြစ်မွေးစားလိုက်တဲ့ထထမိုးဦးနိုင်ငံကျော်မင်းသမီးကြီးထထမိုးဦးကစင်ငယ်မသားတူဖြစ်တဲ့ငိမ့်မြတ်သူကိုအမွေစားအမွေခံနဲ့သမီးအရင်တယောက်လိုမွေးစားလိုက်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲငိမ့်မြတ်သူဟာခင်မုံဖြစ်သူထအားကကျော်ကနောက်မီလင်းပြီးတော့ထားရခဲ့ရကြောင်းတားငယ်လေးတယောက်နဲ့ဘဝကိုခက်ခဲစွာရုန်းကန်နေရတဲ့သူပါ။ဒါပေမဲ့စိတ်ပြအားငယ်မနေဘဲနဲ့တားလေးရဲ့ရှေ့ရည်အတွက်မိခင်ကောင်းတယောက်ပြီးအကောင်းဆုံးစူးစမ်းနေပါတယ်။ဒီဖြစ်ဖြစ်ဟာတစ်ချိန်ကခင်ဘောနဲ့ကွာရှင်းပြီးသမီးလေးကိုတယောက်တည်းစူးစမ်းရုန်းကန်ပြုစုပြောထောင်ခဲ့ရတယ်။မတ်ထက်ရဲ့ဘဝဖြတ်သန်းမှုနဲ့အတော်လေးကိုဆင်တူနေပါတယ်။လက်ရှိမှာတော့မိခင်တယောက်ရဲ့အစွဲလုံးလာတွေနဲ့စူးစမ်းခဲ့လို့တိမ်မောင်းတောင်းချီတန်းတဲ့အိမ်ကြီးတွေပိုင်ဆိုင်ထားပြီးတော့အောင်မြင်တဲ့တတိမာကြီးဖြစ်နေတဲ့မတ်ထက်ကဘဝတူမိမသားချင်းကိုချင်းစာစိတ်အပြည့်နဲ့အခုလိုမျိုးရဲရဲဝင့်အကူညီခဲ့တာပါ။နေမြတ်သူကိုသမီးအဖြစ်မွေးစားလိုက်ရုံသာမကသူမရဲ့သားလေးကိုပါအနာဂတ်မှာပညာတတ်ဘွဲရတယောက်ဖြစ်လာတဲ့အထိကျောင်းစရိတ်အပြည့်အဝထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။စင်ငယ်မသားချင်းကိုချင်းစာနာပြီးတော့လိုအပ်နေချိန်မှာလက်တွေ့ကျကျကူညီဖေးမတတ်တဲ့မတ်ထက်ရဲ့ကြီးမားလာတဲ့စေတနာနဲ့မြတ်တာတရားကတော့တကယ်ကိုလေးစားအတူယူစရာကောင်းပါတယ်။ဒီကြည်နူးစရာသတင်းလေးပေါ်မှာပရိသတ်ကြီးကရောဘယ်လိုမြင်ကြပါသလဲဆိုတော့မတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။ချစ်ကြည်ရဲ့ရန်ပုံငွေပွဲတပွဲကန်တာကမ္ဘာဖလားထက်ပိုပြီးပြဿနာတက်နေလို့လူပြောများနေတဲ့မြန်မာအနုပညာရှင်လူမှုကွန်ရက်စာမျက်နှာတွေထက်မှနေရာယူထားတဲ့သတင်းကတော့ကမ္ဘာဖလားပွဲတက်တောင်ပိုပြီးတော့အကျိတ်နဲ့ပြဿနာတက်ကစကားများနေကြတဲ့မြန်မာအနုပညာရှင်တွေရဲ့ချစ်ကြည်ရေးဖူးဆဲဘောလုံးပွဲအကြောင်းပဲဖြစ်ပါတယ်။ဖူးဆဲလူငယ်ဖွံ့ဖြိုးရေးရန်ပုံငွေအတွက်ရုပ်ရှင်အသင်းအဆိုတော်အသင်းဟာသလူရှင်တော်အသင်းနဲ့ Forever FC အသင်းဆိုပြီးတော့၄သင်းပတ်လည်ကစားခဲ့ကြတဲ့ဒီပွဲလေးကရည်ရွယ်ချက်ကောင်းပေမယ့်ကွင်းထဲမှာတော့အတော်လေးကိုကြမ်းတမ်းခဲ့ကြပါတယ်ပြဿနာရဲ့အစားကတော့အဆိုတော်အသင်းနဲ့လူရှင်တော်အသင်းတို့ကစားချိန်မှာလူရှင်တော်ကွန်တီကအဆိုတော်ရဝနာကြောင့်ပခုံးထိခိုက်ဒဏ်ရာရသွားတယ်လို့ဆွဆွဲရာကနေစတင်ခဲ့တာပါဒီကိစ္စနဲ့ပတ်သက်ပြီးရုပ်ရှင်အသင်းရဲ့နီးပြဖြစ်သူမင်းသားသူထူးဆန်ကဖလားရမယ့်ပွဲလည်းမဟုတ်ပေအတင်းအကြံပရန်ကစားတာရုပ်ပေါက်လုံးနေလို့မီဒီယာကနေဝေဖန်ခဲ့ပါတယ်ဒါကိုဆိုတော့ယုံလေးကမခံနိုင်ပေသူထူးဆန်ကိုမီဒီယာကနေတဆင့်တဲ့ပြန်ပြောခဲ့ပါတယ်သူထူးဆန်အနေနဲ့ကိုယ့်ရဲ့ရုပ်ရှင်အသင်းကမင်းသားထူးထူးတောင်းကျမ်းနေတာကိုကြောင့်မသိချင်အောင်ဆောင်ပြီးတော့သူများအသင်းကိုကြတော့တစ်ဖက်သက်ပြောဆိုနေတာကလူကြီးလူကောင်းမဆန်ဘူးလို့စောင်းမြောင်းပြီးတော့အပြန်လန်းစကားများပုတ်တိုက်မှုတွေပြင်းထန်ခဲ့ကြတာပါတစ်ဖက်မှာလည်းဆွဆွဲခံရတဲ့ရဝနာကကွန်သီးကိုသူ့လောက်တာလုံးဝမဟုတ်ကြောင်းအတီးလေးညင်းဆိုထားပါတယ်ဒါအပြင်ပရိသတ်တချို့ကလည်းဘောလုံးကစားရင်ထိခိုက်မိတာတဘာဝပဲဖြစ်လို့ကွန်တီတယောက်ရိုးတန်ရာကိုအကျဲချဲ့ပြီးတော့ဒရမာခင်းနေတယ်ပန်းသူသွေးလုံးနေဆိုပြီးတော့ပြန်လဲဝေဖန်ခဲ့ကြပါတယ်ချစ်ကြည်ရန်ပုံငွေပွဲလေးမှာအခုလိုမျိုးအနုပညာရှင်အချင်းချင်းအခြေတင်စကားများရန်ဖြစ်ပြီးတော့ပြဿနာတွေကြီးထွားလာတဲ့အပေါ်ပရိသတ်ကြီးကရောဘယ်လိုမြင်ကြပါသလဲရှင်